အားလုံးမင်္ဂလာပါ Guitar Community ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ဗီဒီယိုလေးကတော့ကျွန်တော် Guitar လက်ကွက်သင်ခန်းစာတွေအတွက်မဟုတ်ဘဲနဲ့ကျွန်တော်တို့ Guitar ကြိုးကိုဘယ်လိုမျိုးနီးမှန်လမ်းမှန်နဲ့အလွယ်ကူတော့ကျွန်တော်တို့တက်ကြမလဲလဲကြမလဲဆိုတာကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်Guitar ကြိုးတွေကိုတောဝဲတဲ့အခါမှာလည်းကျွန်တော်တို့ဘယ်လိုမျိုးရွေးချယ်ပြီးဝယ်ယူတယ်လဲဆိုတာကိုကျွန်တော်အခုအချင်းချုပ်ပြီးကျွန်တော်ရှင်းပြပေးပါမယ်ပေါ့နော်ကျွန်တော်တို့ Guitar ကြိုးတွေကိုစိုက်နေမှာတောဝယ်တဲ့အခါမှာကျွန်တော်တို့ brand တွေကိုကြည့်ပြီးတော့ဝယ်တယ်ပေါ့နော်ဘာတစ်စိတ်ဆိုပြီးတော့တချို့ကျတော့လည်းကျွန်တော်ကြိုးပြသွားလို့ရှိရင်နံပါတ်1ကြိုးပြရင်နံပါတ်1ကြိုးလေးပြီးပါနံပါတ်2ကြိုးပြရင်လည်းနံပါတ်2ကြိုးလေးပြီးပါစသဖြင့်ပေါ့နော်ကျွန်တော်ဝယ်တတ်ကြပါတယ်ဒါပေမဲ့လူတွေမသိသေးတာကျွန်တော် Guitar ကြိုးတွေမှာလုံးပတ်အရွယ်အစားဆိုတာရှိသေးတယ်အဲ့တော့မြင်သာထင်သာရှိအောင်ကျွန်တော်ဒီမှာ Gibson ဆိုတဲ့ brand ရဲ့အပေါ်မှာကျွန်တော်11လို့ရေးထားတယ်17ပေါ့နော်ပြီးရင်ဒီဘက်က D area new ဆိုတဲ့ brand ရဲ့အပေါ်မှာကျွန်တော်30လို့ရေးထားတယ်အဲ့ဒါဘာကိုပြောချင်တာလဲဆိုတော့ကျွန်တော် brand နှစ်ခုမှာပါနေတဲ့ guitar ကြိုးတွေကကျွန်တော်တစ်ခုနဲ့တစ်ခုနဲ့အရွယ်အစားလုံးပတ်မတူနေဘူးလို့ပြောချင်တယ်စက်တစ်ကကြတော့ကျွန်တော်ပုံမှန် size ပေါ့နော်ကျွန်တော် guitar တိုင်းမှာပါနေတဲ့ပုံမှန် size ကတော့11ကျွန်တော် D area new မှာပါနေတဲ့30ကတော့နည်းနည်းလေးကြိုးလုံးပါတယ်ပါတဲ့အတိုင်းပဲသူကအတန်ကလည်းနည်းနည်းလေးတုံခါမှုအားနေသွားတာဖြစ်တဲ့အတွက်နားထောင်ရတာနည်းနည်းလေးတော့ပျော့သွားတယ်ပေါ့နော်11ကတော့ကျွန်တော်ပုံမှန် size ဖြစ်ပါတယ်ပေါ့ကျွန်တော်တို့ standard သတ်မှတ်ထားတာကတော့ကျွန်တော်11ပေါ့နော်ကျိုးနံပါတ် gate 11ကတော့ကျွန်တော်တို့ဒါ gate လို့ခေါ်တာပေါ့နော်ကျိုးရဲ့အရွယ်အစားလုံးပတ်ကို GAG gate လို့ခေါ်တယ်ပေါ့နော် gate 11ကတော့ပုံမှန်ဖြစ်ပါတယ်ခင်ဗျာဂီတာကျိုးတွေကိုအရင်မတက်ပြခင်မှာဒီကရိယာလေးနဲ့ကျွန်တော်အရင်မိတ်ဆက်ပေးပြရစီဒီကောင်လေးကိုကျွန်တော်မြန်မာလို့ဆိုရင်တော့3မျိုး3ကရိယာလို့ခေါ်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်ထိတ်ကကျွန်တော်ကီးလဲတဲ့အခါမှာလွယ်လွယ်ကူလဲလို့ရအောင်ပါတဲ့ဟာလေးပြီးရင်ဒီမှာဆိုရင်ဒါကျွန်တော်ထိုးပင်လေးတွေပါတဲ့ဟာပေါ့နော်ကျွန်တော်ဟာတော့ကျိုးနေတဲ့အတွက်ကျွန်တော်တော့အဲ့ဒီကောင်လည်းမသုံးဘူးကျွန်တော်ကပူမှာပါတဲ့ဟာနဲ့သုံးမှာပေါ့နော်ပြီးရင်အောက်မှာကတ်တာလေးလည်းပါပါတယ်ကတ်တာဖြတ်တဲ့ဟာပေါ့နော်ကျိုးကြီးပူနေတဲ့ကျိုးကြီးဖြတ်တဲ့ဟာလည်းပါပါတယ်ပေါ့နော်အခုကျွန်တော်ထုတ်လိုက်တဲ့ဒီဂီတာကျိုးကတော့ကျွန်တော်တို့ဒီမှာသူ့ဟာသူနံပါတ်လေးမခွဲထားဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့ဒါကိုယ့်ကိုခွဲတယ်ဆိုတော့နံပါတ်မတက်ပြီးထားတယ်ဘာမှမဖြစ်ပါဘူးဘေဂင်နာတွေအနေနဲ့ကတော့အဲ့လိုမျိုးနံပါတ်လေးတက်ထားပြီးတဲ့ brand လေးရှိတယ်ပေါ့နော်အခုကျွန်တော်တို့ကျိုးအဟောင်းကြီးဖြုတ်ကြပါမယ်ဖြုတ်တဲ့အခါမှာကျွန်တော်လက်နဲ့မဟုတ်ဘူးနေပေါ့နော်ခုနကကျွန်တော်ပြောပြခဲ့တဲ့3မျိုး3ကရိယာတွေကမှာကျွန်တော်ဒီဖိကလေးဟာလေးနဲ့ကျွန်တော်နှိပ်ပါမယ်ပေါ့နော်ကျွန်တော်လက်နဲ့လဲလို့ရတယ်လေဘာမှမဖြစ်ဘူးကိုယ့်ဘက်ကိုလဲလို့ရတယ်ကျွန်တော်တော့လက်ညောင်းလို့ပြီးလို့ရှိရင်အချိန်ကုန်သက်ပါလို့နောက်ပြီးရင်ကျွန်တော်တို့ကျတော့ဂီတာတစ်လုံးလေးကိုအဲ့လိုမျိုးကျိုးညှိရတာမဟုတ်ဘဲနဲ့အများကြီးကိုညှိရတဲ့အခါမှာကျတော့လိုလေးရအသုံးဝင်တာပေါ့နော်ဟုတ်ပြီးရင်ကျွန်တော်ဒီထိတ်ကအမဲလေးကိုလည်းဒီမှာကျွန်တော်တို့ကပူမှာပါတယ်ပေါ့နော်ကပူမှာပါတဲ့ဟာလေးနဲ့ကျွန်တော်ဖြုတ်မယ်တကယ်လို့ကပူမှာမပါဘူးဆိုရင်ခုနက3မျိုး3မှာလည်းပါတယ်ပေါ့နော်ကျွန်တော်ရှိရ3မျိုး3ဟာကျတော့အဲ့ဒီဟာလေးဖလို့တဲ့ဟာကော်သားဆိုတော့ကျိုးသွားလို့ပေါ့နော်ကျိုးသွားလို့ကျွန်တော်ကပူမှာပါတဲ့ဟာနဲ့ကျွန်တော်ဖြုတ်လိုက်ပြပါတယ်အခုကျွန်တော်တို့ကျိုးတွေအားလုံးဖြုတ်ပြီးသွားပြီဆိုတော့ကျွန်တော်စပြီးတော့ဂီတာကျိုးတက်ပါမယ်ဒီမှာကျွန်တော်တခုတတိပေးချင်တာရှိတာပေါ့နော်ကျွန်တော်တို့ကနီးမှန်လမ်းမှန်နဲ့ကျွန်တော်တို့တက်ချင်ကြတာဖြစ်တဲ့အတွက်ကျွန်တော်အခုပြောပြပေးမယ့်အကြောင်းအရာလေးကိုတော့အသေးစိတ်တည်ချာလေးနားထောင်ပြီးကြပါကျွန်တော်တို့ဂီတာကျိုးစတက်တဲ့အခါမှာဘေးကျိုးကနေစတက်ရမယ်လို့ကျွန်တော်ထင်ကြတယ်ပေါ့နော်များသောအားဖြင့်ကတော့ကျွန်တော်တစ်ကနေစတက်မယ်တစ်ပြီးသွားရင်ကျွန်တော်နံပါတ်2ကျိုးကိုတက်မယ်နံပါတ်2ကျိုးပြီးရင်3ကျိုးကိုတက်မယ်ပြီးရင်နံပါတ်4 5 6ဒီလိုတက်မယ်ပေါ့ဒါမှမဟုတ်လဲ6ကနေပြီးတော့5 4 3နဲ့အဲ့လိုတက်ကြမယ်ပေါ့နော်တကယ်ကတော့အဲ့လိုမျိုးတက်လို့ရှိရင်ကျွန်တော်တို့ကဒီဂီတာကျိုးတက်တဲ့အခါမှာလွဲမှားမှုတွေအများကြီးရှိနိုင်တယ်ပေါ့နော်အခုကျွန်တော်ကဒီမှာနံပါတ်6ကျိုးကနေစပြီးတက်ပြပါဟုတ်ပြီနံပါတ်6ကျိုးတက်မယ်ဆိုတော့ကျွန်တော်ဂီတာကတော့ထိတ်ကပင်နေဆိုတော့ထိတ်ကိုရင်ထည့်ရပါတယ်ပြီးရင်ကျွန်တော်တို့ဒီမှာဂီတာကျိုးနံပါတ်6ကျိုးနေရာမှာထည့်ဖို့အတွက်ကိုကျွန်တော်တို့ဒီမှာထည့်လိုက်ပြီပေါ့နော်ထည့်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကျိုးလေးကိုထိတ်ဆုံးလေးအားကြီးနဲ့မဆွဲဘဲနဲ့ပေါ့နော်တို့လေးတဲ့တယ်လေးထောင်ထားမယ်ပြီးလို့ရှိရင်ကျွန်တော်အတွင်းဘက်ကိုရောက်အောင်ကျွန်တော်တို့လှည့်လိုက်တဲ့ကျိုးကအတွင်းဘက်ကိုရောက်နေအောင်ကျွန်တော်လှည့်ပေးရမှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်နံပါတ်6ပြီးသွားလို့ရှိရင်နံပါတ်5ကိုကျွန်တော်တို့မတက်ဘဲနဲ့နံပါတ်1ကိုကျွန်တော်တို့တက်ပါမယ်ဘာလို့လဲဆိုတော့ကျွန်တော်နံပါတ်5ကိုတက်လိုက်တဲ့အခါမှာပြီးလို့ရှိရင်ကျွန်တော်နံပါတ်3တို့1တို့2တို့တက်တဲ့အခါမှာကျိုးတွေတိုက်တာမျိုးတွေဖြစ်တတ်တယ်ညှိနေတာမျိုးတွေဖြစ်တတ်တယ်အဲ့လိုမျိုးတွေဖြစ်မှာဆိုလို့ပေါ့နော်ကျွန်တော်နံပါတ်1ကျိုးကိုတက်မယ်နံပါတ်1ကျိုးပြီးသွားလို့ရှိရင်နံပါတ်2ကျိုးကိုကျွန်တော်တို့တက်မယ်ဟုတ်
ပြီကျွန်တော်တို့အခုကျိုးတွေလည်းတက်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်ကျိုးတွေရဲ့ထိပ်မှာပုံနေတဲ့အရာတွေကိုကျွန်တော်ဖြတ်ပြရအောင်ပါပေါ့နော်ဒါတွေကိုဖြတ်ဖို့အတွက်ကတော့ကျွန်တော်3မျိုး3ကရိယာမှာပါတယ်ကတ်တာနဲ့ကျွန်တော်ဖြတ်လို့ရပါတယ်တကယ်လို့ပို့အိမ်မှာရှိတဲ့ပလေယာလည်းကတ်တာပါတယ်ဆိုဖြတ်လို့ရပါတယ်ပေါ့နော်မဖြတ်လဲဘာမှမဖြစ်ပါဘူးတချို့ကတ်တာတွေဆိုမဖြတ်ပဲအလားထားကြတာရှိပါတယ်ကျွန်တော်ကတော့ရှုပ်လို့ပါပြီးလို့ရှိရင်အပတ်5ချိုးကိုကျွန်တော်တက်ပါမယ်ဒီမှာကျွန်တော်မြင်သာထင်သာရှိနေတဲ့အချိန်ဒီမှာကျွန်တော်တစ်ချက်ရှင်းပြပေးချင်တာကကျွန်တော်တို့ဒီမှာကြိုးထိုးတဲ့အခါမှာကျွန်တော်အတွင်းဘက်ကနေပြီးတော့မှကျွန်တော်တို့အပြင်ဘက်ကိုထိုးပါထိုးပြီးဝိုင်းလဲကျွန်တော်အခုဝိုင်းပြသလိုမျိုးပေါ့နော်အဲ့လိုမျိုးဝိုင်းလို့မရဘူးကျွန်တော်အဲ့လိုမျိုးဝိုင်းလိုက်ရင်ကျွန်တော်တို့ရဲ့ကြိုးကအပြင်ဘက်ကိုရောက်သွားမှာအဲ့ဒါဆိုရင်ကျွန်တော်တို့ကို net 3ပေါ်လေးမှာရှိတဲ့မြောင်းလေးကိုကျွန်တော်ထည့်လို့မရဘူးဒီလိုလေးဒီဘက်ကိုကျွန်တော်အဲ့လိုမျိုးဝိုင်းမှာပဲကျွန်တော်တို့ထည့်လို့ရမှာပေါ့နော်အဲ့လိုမျိုးလေးတိကျကြီးစိုက်ပြီးဝိုင်းပေးပါကြိုးလေးကအတွင်းထဲမှာရှိနေရပါမယ်အဲ့လိုမြောင်းပေါ်လေးကိုတင်ပြီးဆွဲထားပါတော့ပြီးရင်ဒီရှည်ထွက်နေတဲ့ဟာကိုအပေါ်ထောင်ထားလိုက်ပါဘာလို့လဲဆိုတော့ကျိုးလှည့်တဲ့အခါမှာလာပြီးလက်ကိုထိုးမိမှာဆိုလို့အပေါ်ထောင်ထားလိုက်ပြီးရင်ကျွန်တော်တင်းပေါ့နော်တင်းပြီးသွားရင်ကျွန်တော်တို့မှာကျိုးမြောင်းလေးကနေမထွက်သွားအောင်လေတေချာလေးရမှာထိထားပြီးပါဖိထားပါတော့အဲဆွဲထားပြီးတော့ကျွန်တော်ကမှလက်နဲ့လှည့်ပြထားပါတယ်တကယ်တမ်းတော့ကတ်တာမှာပါတဲ့ဟာနဲ့လှည့်တာတော့အရင်မြန်တာပေါ့နော်ပြင်ကျိုးဖြတ်ပြပါမယ်ခုနံပါတ်3ကျိုးပါပြီးရင်နောက်ဆုံးကျန်တာတော့နံပါတ်4ကျိုးပါကျွန်တော်အခုအပြင်ကနေပြီးတော့အတွင်းဘက်ကိုကျွန်တော်ထည့်ပြတာဖြစ်ပါတယ်အဲ့လိုထည့်တဲ့အခါမှာကျွန်တော်တို့ကျိုးကိုခုနလိုမျိုးမလဲပါနဲ့ခုနကျွန်တော်ပြောခဲ့သလိုလှည့်လို့မရတော့ပါဘူးကျွန်တော်တို့အတွင်းဘက်ကိုရအောင်လှည့်လို့ရပါတယ်ကျွန်တော်ဘေဘက်ကနေပဲထူထူပေါ့နော်ကျွန်တော်တို့လှည့်တဲ့ပုံစံနဲ့ကျွန်တော်ပွားပါပါဒီလိုမျိုးလှည့်လို့ရှိရင်ဒါကျိုးကအပြင်ရောက်သွားမှာပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်ဘက်ကိုပြောင်းပြီးတော့ကျိုးပတ်ပြီးတော့လှည့်ပြီးတော့မှတွင်းဘက်ကိုရအောင်ထည့်ပါအဲဆိုလို့ရှိရင်ဒါအတွင်းထဲရောက်သွားပြီပေါ့နော်ဒီလိုမျိုးလှည့်လို့ရှိရင်အခုတစ်ခေါက်ပြန်ပြီးထိုးပြပေးပါမယ်အပြင်ကနေပေါ့နော်ဟုတ်ပြီအခုကျွန်တော်တို့အပြင်ဘက်ကနေပြီးတော့အတွင်းကိုကျွန်တော်ကြိုးထည့်လိုက်ပြီးထည့်ပြီးသွားရင်ကျွန်တော်ဟိုဘက်ကနေလည်းပုံနေတဲ့ကြိုးဘက်ကနေလည်းကင်ထားပါတော့ကင်ပြီးသွားရင်ကျွန်တော်အမှ white တဲ့အခါမှာကျွန်တော်အတွင်းထဲကိုရအောင် white ပါအခုကျွန်တော် white ပြသလိုမျိုးပေါ့နော်အတွင်းထဲကိုရအောင် white ပါ white တဲ့အခါမှာကျွန်တော်ကြိုးကိုခြိတဲ့ပုံစံမျိုးပေါ့နော်ကျွန်တော်ဒီမှာပုံနေတဲ့ဘက်ကဟာကိုသူ့ရဲ့အပေါ်ကိုရအောင်ထည့်ပါပုံနေတဲ့ကောင်အပေါ်မှာသူ့ကသူတက်လေးရှိရမယ်ကျွန်တော်ခြိတဲ့ပုံစံနော်ကြိုးခြိတဲ့ပုံစံအဲ့ဒါမှကျွန်တော်တို့မြောင်းထဲကိုရောက်မှာဖြစ်ပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့အပြင်ကနေခြိလိုက်ရင်ကြိုးကအပြင်ကိုရောက်သွားမှာဖြစ်ပါတယ်ပေါ့နော်ဒီနေ့ဗီဒီယိုလေးကတော့ဂီတာကြိုးကိုဘယ်လိုလွယ်ကူကူနဲ့နီးမှန်လမ်းမှန်တက်ရမလဲဆိုတော့ကို tutorial ဗီဒီယိုလေးဖြည့်ရိုက်ပြပေးထားတာဖြစ်ပါတယ်ဒါကိုကြည့်ပြီးနားမလည်သေးရင်လည်းကျွန်တော်ကိုအချိန်မီလာပြီးတော့ပြီးလို့ရပါသေးတယ်ခင်ဗျအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ